ဒါတော့ဆရာကြီးဥရှိဝါထုံးပေါ့နော်ဥရှိဝါထုံးကတော့ကျွန်တော်တို့ဒီ MFC မြန်မာရွေးရလုံရေးကလေးရဲ့ဒီပြကြုတ်တောင်းယူထားပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ကိုထုံးမင်းနိုင်အကျူကောင်ပဲထုံးမဲ့ကိုထုံးမင်းနိုင်ရဲ့ဒီပြလည်းဖြစ်တယ်မန်နေဂျာလည်းဖြစ်တယ်ကျွန်တော်တို့ဒီမှာလည်းလုံရေးကျွန်တော်ဒီထုံးမင်းဖြစ်ပါတယ်ဆရာဥရှိဝါထုံးအနေနဲ့ပေါ့နော်အခုဒီ MFC ကလပ်မှာလေ့ကျင့်နေတယ်အခုကျွန်တော်25ရက်နေ့မှာကျင်းပမယ်ဒီတဝိပွဲကြီးကိုပတ်သက်ပြီးတော့ပြည်သက်ကိုတီးပြီးကျင်းတဲ့အကြောင်းပြီးတော့ဒီပွဲကျင်းပတဲ့အကြောင်းကိုနည်းနည်းမျှဝေပေးကြပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီအမရှိရိုးရလောကကလပ်မှာဒီပြချတယ်ဖြစ်တယ်ကျွန်တော်ဒီမှာအခုအမရှိရဲ့အနေပြီးတော့စားမဲ့ရှင်တိုင်းနဲ့ကလေးတွေလည်းပါနော်အဲ့မှာကျွန်တော်ကြီးကန်းစားမဲ့တော့ဆက်လက်ရှိရဆုံးမနိုင်နေအောင်ရှိရတယ်သူတို့ကတော့ကျွန်တော်အကောင်းဆုံးပြောတယ်ပွဲကိုပြင်ဆင်ထားပြီးတယ်ဟိုအပိုင်းတော့အများကြီးရှိတယ်တော့ကျွန်တော်တို့ကလည်းအခုဘလို့လဲပွဲစီစဉ်လာတာလည်းမြန်မာနဲ့ထိုင်းစားမဲ့ပွဲတွေဒိတ်တန်နေစက်ကူကောင်းအောင်လို့ကျွန်တော်ယူဆတာเนาะဟုတ်ကဲ့မျိုးလည်းအကောင်းဆုံးပြောင်းကျွန်တော်စီစဉ်လာတာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ကဘာတိလက်ဝဲအကျော်မော်ကြီးထွန်းလုံးနေပေါ့နော်ကိုထွန်းလုံးမင်းကကိုယ်တိုင်လည်းထိုးတယ်လက်ရှိလည်းလေ့ကျင့်နေတယ်ပရိသတ်ကြားမှာလည်းစိတ်ဝင်စားမှုကြီးမြင့်တက်နေအဲ့အချိန်ထဲမှာအခုကိုထွန်းမင်းနိုင်ရဲ့ပွဲပေါ့နော်ကျွန်တော်25ရက်နေ့မှာနောက်ထပ်ထိုင်းအကျော်မော်တယောက်လည်းဖြစ်တယ်မြန်မာလက်ဝဲကိုလည်းထိတွေ့ဘူးတယ်နာမည်တန်းတစ်ခုရှိနေတယ်ကျွန်တော်ဗီနိုပေါ့နော်ဗီနိုနဲ့ရှင်ပြိုင်မှာထွန်းမင်းနိုင်ထွန်းမင်းနိုင်ရဲ့လက်ရှိအနေအထားမြန်မာပရိသတ်နဲ့တော်လေးအနှံဝေးနေတယ်ပေါ့နော်နှစ်အနေငယ်အနှံဝေးနေတယ်ကိုထွန်းမင်းအနေနဲ့ကထွန်းမင်းနိုင်ကိုဘယ်လိုပြင်ဆင်ပေးထားတယ်ပြီးတော့ဒီပွဲပေါ်မှာကိုထွန်းမင်းရဲ့အမြင်လေးကိုမျှဝေပေးစီချင်ပါတယ်ထွန်းမင်းနိုင်ကဒီကျွန်တော်တို့လက်ဝိတ်ထိုးရလေငငယ်လေးတွေကပေါ့ထွန်းမင်းနိုင်ဒီလာရဲ့သူတို့ငယ်လေးကကျွန်တော်လက်ဝိတ်ထိုးအောင်ကျွန်တော်တင်ပေးခဲ့တာပေါ့သူတို့လက်ဝိတ်ထိုးတယ်အခုဆိုဒီသူကဝမ်းမာလာမြန်မာမှာဆိုပွဲအများဆုံးဒီထိုးတော့ဘူးလေသူကဝမ်းချက်မြတ်ရှင်းမှာတော့ပွဲအများဆုံးဆူလာမန်နာမည်နဲ့ပေါ့အများဆုံးထိုးရတယ်အခုဒါသူကမြန်မာပြည်မှာတကြောပြန်လာထိုးတာပေါ့သူမြန်မာပြည်မှာဆိုအရင်တော့ရဲတွင်းနေလို့ပါတော့ねသူကထိုးတော့ဘူးလေကျော်စွာဝင်ရဲတွင်းနေသူထိုးဘက်တွေပေါ့ငယ်ကကျော်ရဲတွင်းနေကြတော့အတန်းမြင်တော့ကျော်စွာဝင်နဲ့သူကလာဒါထိုးဘက်ထိုးမင်းနိုင်တယ်သူကနှစ်ချိန်တော့လုပ်ခဲ့ဘူးလေအခုဒါသူကထိုင်းအောင်တော့တကြောတော့ပြတယ်မြန်မာနိုင်ငံမှာတော့သူ့တကြောတာပြန်ကြည့်အောင်ပြည်သက်တွေပြန်ကြည့်ရမယ့်အချိန်မှာသူကဒါထိုင်းအောင်သွားပြီးတော့ဟိုမှာလည်းဒါအများကြီးမူထိုင်းပွဲလည်းထိုးခဲ့တယ်ဝိုင်းချက်ရှင်းမှလည်းထိုးခဲ့တယ်ပေါ့ထိုးခဲ့တဲ့အတွက်ဒါသူကတော့ဒါပြောကြမလို့ပေါ့သူကဒါပေမဲ့ဒီပွဲကဘာဖြစ်လဲဆိုတော့ဒီပွဲကဒီပြန်ဘက်ကတစ်ဖက်ထိုင်းကပြန်ဘက်ကသူကမြန်မာအသွေးကြုံအများကြီးရှိခဲ့တယ်ဒီလိုဆိုတော့ဒါရဲတွင်းနေတဲ့အပေါ်စီတည်အောင်ရခဲ့တော့ပေါ့အဲ့ဒီပွဲတော့ကဒီရဲတွင်းနေထိုးခဲ့တဲ့အချိန်တော့အပေါ်ဒီကထုံးမနိုင်ဒီဘက်ကလောကမလွယ်ဘူးပေါ့မလွယ်ဘူးဆိုတော့ပြန်ဘက်သူ့ထဲကိုအရက်နေရှိတယ်အဲကြောင့်မလွယ်ဘူးကတိရတော့ဒီကသူကကြိုးစားမှုကတော့ငယ်လေးကအရန်ကောင်းတာထုံးမနိုင်အောင်သူရဲ့ဘုံကျင့်ငယ်မှာပေါ့ဒီကျွန်တော်ကငယ်လေးကသူတို့ပြခဲ့တာအခုလည်းသူကအခုကတော့ ready ဖြစ်နေပြီပွဲအတွက်သူအကောင်းဆုံးလည်းပြင်ဆင်လာတယ်ပြီးရကြိုးစားမှုလည်းအားရစရာပေါ့ဒါပေမဲ့ဒီပွဲကတော့တော်တော်ကြည့်ကောင်းမဲ့ပွဲလိုပဲဖြစ်တယ်ဘာလို့ဟိုကားလည်းမြန်မာလက်ဝဲနဲ့မစိမ့်တဲ့အတွက်မြန်မာထုံးမနိုင်ရလဲဒါဝိုင်းကနေမှမြန်မာပြည်ကိုဒါတကြောပြန်တော့ဒါပထမဆုံးပွဲဥတော့ဒီဟိုပြန်လာသူထိုင်းမှာမူထိုင်းထိုးပြီးတော့ဘာလဲအောင်ပြန်လာထိုးရဆိုတော့ဒါပထမဆုံးပွဲဥတော့ပေါ့ကျွန်တော်တို့ဒီ MFC မြန်မာရွေးရတဲ့ကလပ်ကိုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပေါ့အဓိကတော့ကျွန်တော်တို့ကဒီမြန်မာပြည်တနန်တလျားမှာရှိတဲ့ရှပုန်ဒီခရီးကျွန်တော်တို့မွေးထုတ်ခြင်းဟုတ်ပြီးတော့ဆရာတို့လက်ထက်ကျွန်တော်တို့ချန်ပီယံကြီးတွေဦးထွန်းလုံးမင်းတို့လက်ထက်တွေကျိုးပန်းဆောင်ရွက်ခဲ့တယ်ကျွန်တော်တို့လူငယ်မျိုးဆက်တွေထပ်ပြီးတော့မွေးထုတ်ခြင်းနဲ့ဆိုရည်ရွယ်ချက်ကတစ်ခုဒုတိယတစ်ခုကတော့ဒီနေ့ကမ္ဘာမှာဆရာရဲ့ martial arts လို့ခေါ်တဲ့ကိုယ်ပိုင်ကိုယ်ခံပညာရှိတဲ့နိုင်ငံတိုင်းမှာရှိတယ်ကျွန်တော်နိုင်ငံမှာမြန်မာပြည်ကလက်ဝဲကိုယ်ပိုင်เนาะပြရုပ်တစ်ခုရှိတယ်ဒီနေ့ကမ္ဘောဒီးယားမှာဆိုရင်ခမာလက်ဝဲပွဲတွေလုပ်တယ်ထိုင်းမှာဆိုရင်ကျွန်တော်တို့ငွေထိုင်းလက်ဝဲပွဲတွေရှိတယ်မြန်မာပြည်ကလက်ဝဲနဲ့ကမ္ဘာအလယ်မှာဝင်ဆန့်နိုင်အောင်ပြီးတော့တကယ်ကိုကမ္ဘာအလယ်တက်ထိုးနိုင်ရိုးရမောင်းငွေထုတ်ဖို့ဆိုပြီးကျွန်တော်တို့ရှိရတဲ့အတွက်ဒီပွဲကိုလုပ်တော့ဒီပွဲကနေတော့ဆရာအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ကညှို့လင်းချက်တွေဘယ်လောက်အတိုင်းတာပြီးထောက်ပံ့ပေးနိုင်လဲဒီကျွန်တော်တို့ငွေထုတ်ချင်တဲ့ music တွေပါလာဖို့အတွက်ဘယ်အချက်တွေအရေးကြီးလဲဆိုတော့ဒီနည်းနည်းတော့မျှဝေပေးပါမယ်။ဟုတ်ကျွန်တော် music တွေလည်းပို့ထားတယ်လက်ရှိရှင်တိုင်းနဲ့ကလေးတွေလည်းပို့ထားတယ်နော်။ဒီကလေးတွေကိုကတော့ကျွန်တော်ကနိုင်ငံတကာနဲ့ရှင်တိုင်းနဲ့ချင်းချင်းအောင်ကျွန်တော်တို့သူဒီချင်းအများကြီးလုပ်တာလေ။တော့ဒီတိုင်ဝဲတွေအကောင်းဆုံးပြောင်းလဲကျင့်လာတဲ့
ဒီမှာအနေနဲ့ရမရှိတဲ့ဥပမာရှိနေရှိမယ်ဆိုရင်လူတက်တဲ့လူသမားတွေကျွန်တော်ဖိတ်ဖို့ပြောရနေပြီးတော့တရားဒီစနေတဲ့အရာသင်ကြားပြီးလို့လေနော်အကောင်လို့ပြောင်းတယ်နော်ခြေဦးမှာလာနိုင်တာပေါ့ကျွန်တော်တို့ဒီတိတ်လူမှာကျွန်တော်ဆိုတော့နဲ့ဆက်တွေ့ပြီးတော့လာနိုင်လို့ဆိုရင်လည်းပိုကောင်းတယ်ကျွန်တော်အားလုံးဖတ်ခေါ်တဲ့နေရာလုံးမှာရှင်ပြလာတဲ့လူသမားလည်းဖိတ်ခေါ်တယ်မရှင်တရားပြီးဝါသနာရှိတဲ့လူသမားတွေကိုလည်းကျွန်တော်တို့အများကြီးလို့ပြီးတော့ဖိတ်ခေါ်တာလာကြပါလို့ကျွန်တော်အနေနဲ့မြတ်တိုက်ရိုက်ခံ ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်